ဒီနေ့ဒီချေတို့ပြည်မျိုးကမောင်တရုတ်တယောက်ရန်ကုန်ကိုဖက်ရောင်းဖို့ထွက်လာရင်ဘယ်လိုတွေလွဲခဲ့တယ်လဲဆိုတာကိုဗီဒီယိုလေးမှာကြည့်ရှုရအောင်ပြည်မျိုးကလင်မောင်တရုတ်နဲ့မယားမိတုတ်တို့ဟာအိုးအိမ်နဲ့အခြေတကျနေထိုင်ကြသူတွေဖြစ်ပြီးတနေ့တော့မယားမိတုတ်ကမောင်တရုတ်ကိုမောင်မီးရန်ကုန်မှာဖက်ဈေးကောင်းတယ်လို့သတင်းကြားတယ်တွား၍ရောင်းချချေအောင်တော့ ။အိုးမိတုတ်ရေညီးကလည်းရန်ကုန်ဆိုတာတစ်ခါတစ်ခေါက်မှမရောက်ဘူးတော့အသွားလာရခက်တယ်ဟာ ဘာမှပူမနေပါနဲ့ကျမလမ်းပြပေးပါမယ်ပုတ်ကြီးတစ်လုံးပုတ်ငယ်တစ်လုံးကိုသာအစင်သိရထားလိုက်စမ်းပါဟောဒီမှာကြည့်စမ်းပုတ်ကြီးကိုရှေ့ကထားပုတ်ငယ်ကိုနောက်ကထားပြီးတော့ပုတ်ကြီးသွားရကိုသာအမြဲမှတ်လိုက်တော့ အေးပါဟာဒါဆိုငါသွားပြီနော်ပုတ်ကြီးသွားရနောက်ကိုသာငါလိုက်သွားပါမယ် ဒီလိုနဲ့မောင်တရုတ်လည်းတွားရင်လမ်းခရီးမှာမောပန်းလာတာနဲ့ပုတ်ထန်းကိုလမ်းလယ်မှာချပြီးနားနေလိုက်ပါတော့တယ်ပြီးတော့မောင်တရုတ်လည်းအိပ်ပျော်သွားတာပေါ့အဲ့ဒီအချိန်မှာပဲလမ်းသွားလမ်းလာတွေရောက်လာ၍လမ်းရှုပ်လို့ဆိုပြီးပုတ်ကြီးနဲ့ပုတ်ငယ်ကိုနေရာချင်းလှည့်ထားလိုက်ကြပါတော့တယ်မောင်တရုတ်ကတော့မသိလိုက်ရှာဘူးပေါ့ ဝါအဲ့လိုကောင်းလိုက်တာကဲအမောပြေပြီဆိုတော့သွားမှာပဲပုတ်ကြီးရှိရာအရက်ကိုပဲလိုက်ရမှာဆိုတော့ဒီဘက်ကိုပဲသွားလိုက်ပါတော့မယ် ဒါပေမဲ့မောင်တရုတ်ဟာပုတ်ကြီးကနောက်ပြန်ဖြစ်နေတာကိုတော့သူမသိလိုက်ပါဘူးကဲနောက်ဆက်တွဲကဘာဖြစ်မယ်လို့ထင်ကြပါလဲမောင်တရုတ်ကရန်ကုန်ကိုပဲရောက်မှာလားအိမ်ကိုပဲပြန်ရောက်မှာလားကိုအခန်းထဲမှာစောင့်ကြည့်ပေးကြပါဦးနော်